အရင်နေ့က Apple ကြေညာခဲ့တဲ့ iOS 26နဲ့အတူပါလာတဲ့ Apple Intelligent Feature တော်တော်များများကလူတွေထင်ထားသလိုမျိုးတိတ်ပြီးတော့မှအလုံးမဖြစ်ခဲ့ဘူး။အဲ့ထဲမှာ Photo Apps တွေက Cleanup Tool လေးလည်းပါတယ်ပေါ့နော်။ရိုးရိုးပုံကျွန်တော်တို့ Cleanup လုပ်တဲ့ဆိုလို့ရှိရင် Generative Fill မပါတော့မျက်နှာကွယ်နေပေါက်တက်ကြတွေထွက်လာတာပေါ့နော်။ဒါပေမဲ့လည်း Galaxy AI တို့ဘာတို့ကကျတော့မျက်နှာမှာကွယ်နေတဲ့အရာတွေကိုပါတေချာလေး remove လုပ်ပြီးတော့မှ Generative AI နဲ့ Fill လုပ်ပေးတာဆိုတော့ Apple ကတခြား AI နဲ့ရှင်းနေဆိုလို့ရှိရင်အရင်နှစ်တုန်းကတော်တော်လေးကိုခေတ်နောက်ကျခဲ့တဲ့ထဲမှာပါတယ်။အခု iOS 29 Developer Beta ထဲမှာကျွန်တော်စမ်းကြည့်ရထားတဲ့လောက်ကတော့တော်တော်လေးကိုမိုက်ပါတယ်။ Apple is cooking ပါအရင်တုန်းကလည်းမျိုးမဟုတ်တော့ပါဘူး။သူက AI 2အနေနဲ့3ခုပါလာတယ်။ Cleanup ရှိတယ် Extend ရှိတယ် Reframe ဆိုပြီးတော့မှပါလာတယ်။ Cleanup ဆိုလို့ရှိရင်လည်းအရင်တုန်းကလည်းမျိုးပုံစံမဟုတ်တော့ဘူး။ Auto ရှိရယ် Fast ရှိရယ် High Quality ရှိရယ် Fast ဆိုတာကတော့ on device model ဖြစ်တဲ့အတွက်အရင်နှစ်တုန်းကအတိုင်းပဲကျွန်တော်တို့တစ်ခုခုကို clean up လုပ်လိုက်တယ်ဆိုလို့ရှိရင် generative fill တွေဘာမှမပါဘူးဒီတိုင်းလေးပဲသူဖြတ်เสียရှိတာပဲဖြတ်လိုက်တယ်တိတ်အကောင့်လေးထဲမှာတော့မပါဘူး high quality နဲ့ထားပြီးတော့ clean up လုပ်တယ်ဆိုလို့ရှိရင်တော့ on device ပေါ်မှာလုပ်တာမဟုတ်တော့ဘဲနဲ့ Apple ရဲ့ private cloud compute server ဘော model မှာတွားပြီးတော့မှ run တယ် generative fill ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံထွက်ကတော်တော်လေးကိုကောင်းပါတယ်ဒီပုံမှာကြည့်ရဆိုလို့ရှိရင်ကျွန်တော်မျက်ကွင်းညူနေတဲ့မျက်လုံးကအစားမျက်ကွင်းညူလေးထည့်ထားပေးရပေါ့နော်နဖူးနားလေးမှာတော့နည်းနည်းလေးအလင်းပြန်နေတာရှိရဲအဲ့ဒါလေးကိုနည်းနည်းလေး clean up လုပ်လိုက်တယ်ဆိုလို့ရှိရင်ပုံထွက်ကတော်တော်လေးကိုကောင်းလာတယ်ပုံမှန်ဒီတိုင်းကြည့်လိုက်တယ်ဆိုလို့ရှိရင် photo application ထဲမှာရှိတဲ့ကျွန်တော်ရဲ့တခြားမျက်လုံးပုံစံအတိုင်းကိုလာပြီးတော့မှ generative fill လောက်ထားပေးတဲ့ပုံစံလိုမျိုးဖြစ်နေအခု photo app ထဲမှာပါတဲ့ clean up ကတော်တော်လေးကိုမိုက်လာတယ်လို့ပြောရမှာအရင်နှစ်တုန်းက image playground ဆိုလို့ရှိရင်တစ်ခါလောက်သွားပြီးပုံတွေထုတ်ပြီးသွားရင်ဘယ်တော့မှအဖွင့်မကြည့်တဲ့အချိန်မှာပါခဲ့တယ်ပေါ့နော်အခုဒီပုံကိုပဲကျွန်တော် image playground ထဲမှာ prompt နဲ့ပေါ့နော်ပြန်ပြီးတော့မှကစားကြည့်ရတော်တော်လေးမိုက်လာတာကိုတွေ့ရတယ်ပုံတစ်ပုံထည့်ပြီးတော့မှ image playground ထဲမှာကျွန်တော်မျက်နှာကွယ်နေတဲ့ဒီကတ်ကိုဖယ်ပေးပါဆိုပြီးတော့မှပြောကြည့်လိုက်တာတကယ်ကြီးဖယ်ပေးတယ်ဒါပေမဲ့ဒီ model က clean up model လောက်ကတော့တိတ်ပြီးတော့မှမမိုက်ဘူးပေါ့နော်ကျွန်တော်ရဲ့မျက်နှာကလည်းနည်းနည်းလေးတရုပ်ပေါက်သွားတယ်လို့မျိုးဖြစ်သွားတာပြီးသွားခဲ့လို့ရှိရင်လက်ကလည်းအောက်ချထားတဲ့ပုံစံလိုမျိုးဖြစ်သွားတယ်အခုဆိုလို့ရှိရင် image playground ထဲမှာလည်းပုံတွေပါတယ်တင်ပြီးတော့မှနည်းနည်းပါပြင်တာပါညာပေါ့နော် prompt ရေးပြီးတော့မှပြင်ခိုင်းလို့ရတဲ့အနေအထားမှာရောက်လာပြီဒီပုံကိုပဲကျွန်တော် Gemini မှာ prompt ပေးပြီးတော့မှပြင်ကြည့်ရရုပ်ထွက်ကတိတ်ပြီးတော့မှမ okay ဘူးလက်မဖယ်နဲ့ဆိုပြီးတော့ပြင်ခိုင်းတာလက်တော့မဖယ်လိုက်ဘူးဒါပေမဲ့စီပုံစံလေးလာပြီးတော့မှပြတဲ့ဟာလေးပေါ့နော်ကြည်စရာတော့တော်တော်ကောင်းပါတယ်ဒီပုံစံတိုင်းအောင်ပဲနောက်တစ်ခါပြန်ပြီးတော့မှပြင်ခိုင်းတာကျွန်တော်ရှက်လေးနဲ့လက်လေးကွယ်နေတဲ့ပုံစံလေးမျိုးလေးဖြစ်သွားပါတယ်။သုံးခုစလုံးကိုရှင်းကြည့်လိုက်တဲ့ဆိုလို့ရှိရင် Cleanup မှာသုံးထားတဲ့ language model ကတော်တော်လေးကိုကောင်းလာတာကိုတွေ့ရမှာပါ။အရင် iOS 26တုန်းကဆိုလို့ရှိရင်သူက raw format နဲ့ရိုက်ထားတဲ့ DNG file တွေပါတယ်နားမလည်ဘူး။ Cleanup လုပ်လို့ရတယ်။ iOS 29မှာဆိုလို့ရှိရင် raw file နဲ့ဓာတ်ပုံရိုက်ထားရင်အောက်မှာ AI2 တွေပါတယ်တခုမှတုံလို့မရပါဘူး။ဒါလည်းတဘာဝကြတယ်လို့ပဲမြင်တယ်ပေါ့နော်။ raw မှာပါတဲ့ detail တွေကို generative fill ကသွားပြီးတော့မှ fill မလုပ်ပေးနိုင်လို့ဖြုတ်ထားတယ်လို့ပဲမြင်ပါတယ်နောက်ထပ်ပါလာတဲ့ AI tools တစ်ခုကတော့ extend to ဒါကတော့တုံလောက်ပဲ extend လုပ်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ် over extend လုပ်တယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့မှအဆင်မပြေပါဘူးဒီပုံကိုကျွန်တော် extend လုပ်ကြည့်လိုက်တာတချို့ fill ပါလာတဲ့နေရာလေးတွေကတော်တော်လေးကိုကောင်းပြီးတော့မှတော်တော်လေးကို detail ကြတယ်ဘောင်းမီတွေဘာတွေကအစအန်ကိုက်ပဲပေါ့နော်ဒါပေမဲ့လည်းတချို့နေရာတွေကျတော့တိတ်ပြီးတော့မှအဆင်မပြေဘူးဓာတ်တိုင်တွေပါလာတာတို့တက်စီတမားလားပါလာတော့မသိဘူးလမ်းထိပ်နားလေးမှာထိုင်နေတာပေါ့နော်အဲ့ဒါတွေကကျတော့တိတ်ပြီးတော့မှမကြည့်ဘူးအရင်ကြီး over extend မလုပ်ဘူးဆိုလို့ရှိရင်တော့အဆင်ပြေလိမ့်မယ် over 2ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ generative fill ကတိတ်ပြီးတော့မှအဆင်မပြေပါဘူးနောက်တစ်ပုံကိုကျွန်တော် extend လုပ်ပြီးတော့မှထပ်ဆန်းကြည့်တာဘောင်းမီတုံနဲ့ဖြစ်သွားတယ် icon size ဆိုလို့ရှိရင်လည်း icon စာဆိုပြီးတော့မှဖြစ်သွားတယ်ကျွန်တော်ဘောင်းမီရအရှိသူလှုပ်ပေးလိုက်တာကတော့ဘောင်းမီတိုစနီကာလေးပါထည့်ပေးလိုက်သေးတယ်ကျွန်တော်မှာခြေသလုံးမွေးရှိပါတယ် Asian region မို့လို့လားမသိဘူးသူကခြေသလုံးမွေးတပင်အောင်မထည့်ပေးထားဘူးနောက်ကြတော့မှကျွန်တော်ဘောင်းမီတိုဝေးပြီးတော့မှခြေသလုံးမွေးပေါ်နေတဲ့ပုံကိုဓာတ်ပုံရိုက်ပြီးတော့ photo ထဲမှာတင်ထားအောင်မယ် AI model ကအဲ့ပုံကိုယူသုံးပြီးတော့မှများ generative fill လုပ်ပေးမလားပေါ့နော်ကိုပုံ photo app ထဲမှာပါလာတဲ့နောက်ထပ် AI tools တစ်ခုကတော့ reframe ဖြစ်ပါတယ်ဒါကတော့ spatial data သုံးပြီးတော့မှနည်းနည်းလေး camera ရိုက်ထားတဲ့နေရာလေးဘာညာပြောင်းတဲ့ဟာလေးပေါ့နော်ဒီ tools ကိုသုံးနေဆိုလို့ရှိရင်အရင် overdo ဖြစ်သွားတယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မှမကောင်းဘူးနည်းနည်းပပဘယ်ညာပြောင်းတာတော့အပေါ်အောက်ပြောင်းတာတော့ဆိုလို့ရှိရင်တော့တော်တော်လေးကိုအလုပ်ဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်အရင် position ကိုပြောင်းပြီးတော့မှ reframe လုပ်လိုက်တာနောက်ကနေပြီးတော့မှ generative fill နဲ့ပါလာတဲ့ဟာတွေကတိတ်ပြီးတော့မှမ okay ပါဘူးလူတွေဆိုလို့ရှိရင်လည်းခေါင်းမပါတဲ့ဟာလေးတွေပေါ့နော်မျက်နှာတွေကလည်းတိတ်ပြီးတော့မှမမြင်ရဘူးဒါကတော့ privacy ရအခုလိုမျိုးဖြစ်နေရလားတော့မပြောတတ်ဘူးတချို့အနောက်မှာထိုင်နေတဲ့လူတွေဆိုလို့ရှိရင်ကိုကတချမ်းပဲပါတယ်ပေါ့နော်တချမ်းကပါမလားဘူး
ဒီပုံကိုပဲကျွန်တော်နောက်ထပ်တစ်ခါပေါ့နော်အောက်ကနေပြီးတော့မှပင့်ရိုက်ထားတဲ့အနေအထားမျိုးလေးပြောင်းကြည့်ကြည့်อ่ะဟိုးအောက်နာလောက်ထိကိုသွားလို့ရတယ်လူကလေပေါ်တစ်ခါတည်းမြောက်တက်သွားတာမြေကြီးနဲ့ခြေထောက်နဲ့တော့မထိတော့ဘူးအခုလိုမျိုးမြောက်တက်သွားပါတယ် Apple ရဲ့ AI tools တွေကမြေကြီးနဲ့မထိအောင်လူကိုပါမြောက်တက်သွားစေပါတယ်အဲ့တော့သုံးရင်ကြည့်ချက်ပြီးတော့မှသုံးကြပါတော့နောက်တစ်ခုရှိတာကကိုက reframe လုပ်ထားပြီးတော့မှနောက်ကကိုမလိုချင်တဲ့ဟာတွေကို clean up လုပ်တယ်ဆိုလို့ရှိရင်တော့လုပ်လို့မရဘူးသူက original ပုံစံအတိုင်းပြန်ပြောင်းပြီးတော့မှ clean up လုပ်ရတယ်ပြီးကြတော့မှကိုဖာကို reframe ပဲလုပ်လို့ extend ပဲလုပ်လို့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ရတယ်ကိုယ့်ရဲ့ပုံက signboard တို့ဘာတို့စာတို့ဘာတို့ပါတယ်ဆိုလို့ရှိရင်တော့သူက generative fill သုံးတယ်ဆိုလို့ရှိရင်တိတ်ပြီးမှတော့အဆင်မပြေဘူးစာတွေဘာတွေညမှာဘာဖြည့်ရမလဲဆိုတာကိုစဉ်းစားလို့မရတဲ့အနေအထားမှာရှိရဲ့ဒီ AI ကယူကျွန်တော်တို့ရှုခင်းတွေဘာတွေနဲ့ရိုက်ထားတဲ့ပုံကိုပြင်နေဆိုလို့ရှိရင်တော့လုံးဝအမိုက်စာထွက်ပါတယ် Okay ဆိုတော့ iOS 20 photo app မှာပါလာတဲ့ဒီ AI tools သုံးခုကသုံးရတာတော်တော်လေးကိုအဆင်ပြေလာပြီလို့ပြောလို့ရပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်